ကဲမင်္ဂလာပါဗျာနော်မျိုးတွေအဲ့တော့ဂါမကျော်ပတိလေးကိုကျွန်တော်ပြပေးမယ်ပွဲတိုင်းမပြတ်ပါဘူးအင်္ဂါမကျော်မှာထွက်လာတဲ့ပတိလေးအဲ့တော့ပတိကြိုက်တဲ့မျိုးတွေအတွက်လိုက်လို့ရအောင်လို့ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်ပတိတစ်လုံးလိုက်ရင်ကွက်20ပါ10ကွက်ကိုအားထုတ်ကွက်20ပါနှလုံးဆိုရင်40ပါအဲ့တော့4ချိန်တည်းမှာထွက်တာများတဲ့အတွက်ကြောင့်မို့လို့ပြပေးခြင်းဖြစ်ပါတယ်ဗျအဲ့တော့တစ်ချက်ကြည့်ပေးပါအင်္ဂါကြက်သားပရိမနက်ထိန်ညနေထိန်ပလန်ပေါင်းပါမယ်1ခွန်ပေါင်းနဲ့8အဲ့8 3ပတ်တိကဂါမကျော်ပါဗျဒီမှာဗုဒ္ဓဖူးရောက်သွားတယ်ဗျနော်ဒီလိုပွဲမှာ9ရဲ့6ပေါင်းနဲ့1ပါအဲ့1 6ပတ်တိကဒီမှာဂါမကျော်ဆိုတော့ခုမှလာဆင်းမနေဗျနော်ဒီနှစ်ပွဲတော့နည်းနည်းနောက်ကြတယ်အဲ့တော့ဒီမှာကြည့်ပါခွန်ပေါင်းနဲ့4 4 9ကဂါမကျော်မှာဆင်းပေးပါတယ်ဗျနော်အဲ့တော့ဒီမှာ9ရဲ့4ရဲ့ပေါင်းတော့3 3 8ကဂါမကျော်ပါဆိုတော့ဒီမှာဂါမှာ3 8တွေဆင်းပါတယ်ဗျနော်အဲ့တော့3ရဲ့ခွဲပေါင်းတော့3ညပါ3ည5 3ညပတ်တိကဂါမကျော်ပါဆိုတော့9 9ဆိုပြီးဆင်းသွားပါတယ်ဗျအဲ့တော့9ရဲ့1ပေါင်းနဲ့6ပါ6တက်ပတ်တိကဂါမကျော်ပါဆိုတော့ဒီမှာ6တွေ6တွေဆင်းပေးပါတယ်1တွေလည်းဆင်းပေးပါတယ်ဂါမကျော်ပတ်တိနော်ဆင်းပေးပါတယ်ဗျအဲ့တော့တစ်ချက်ထပ်ကြည့်ပေးပါ2ရဲ့1ရဲ့ပေါင်းတော့3 8ပတ်တိကဂါမကျော်ပါဆိုတော့10ဘူးဆိုပြီးဆင်းပါတယ်အဲ့တော့ဒီမှာခွန်ရဲ့3ရဲ့ပေါင်းတော့3ညပါ3ည5 3ညပတ်တိက2ရက်တွင်းမှာဆိုတော့ကျွန်တော်ဒီမှာဥမနတ်မှာလာဆင်းပေးပါတယ်ဗျနော်အဲ့တော့3ညရဲ့5ရဲ့ပေါင်းတော့5ပါဗျ5 3ညပတ်တိကဒီမှာဥမှာလာဆင်းပါတယ်ဗျနော်ပြက်ပင်တော့မရှိပါဘူးနည်းနည်းလေးပေါ်တစ်ခုရောက်သွားတဲ့ရက်တီတော့ရှိပါတယ်ခွန်ရ4ရက်ပေါင်းတော့1ပါ16ပတ်တိကဂါမကျော်ပါဆိုတော့စောဆင်းသွားပါတယ်ဟိုမနဲ့မှာလည်း16ပတ်တိတွေလိုက်ဆင်းပါတယ်ဗျအဲ့တော့ဒီမှာကျွန်တော်တို့6 1ပေါင်းတော့3ည5 3ညပတ်တိကဒီမှာဂါမကျော်ဆိုတော့ဂါမကျော်မှာ9ဆင်းပြီးတော့ဥမနဲ့မှာ3ညထပ်ဆင်းပါတယ်ဗျခွန်ရ3ညပေါင်းတော့ခွန်ပါဗျခွန်နှစ်ပတ်တိကကျွန်တော်တို့ဂါမကျော်မှာဆင်းပေးရမှာဆိုတော့ဂါညက်နေမှာ2 1စုဆင်းပါတယ်ဟိုညက်နေမှာ9နှစ်စုဆင်းပါတယ်ဗျနော်မျိုးတွေချက်ကြည့်ပေးပါနားမလည်သေးကြပြန်ကြည့်ပါဘယ်ဆရာမှမလိုပါဘူးတသက်စာကိုယူသွားပါဗျာနော်4 1ပေါင်9 9 3ညဂါမကျော်ဆိုတော့ဒီမှာ3ရက်တွင်9 3ညတွေလာဆင်းပေးပါတယ်ဗျဒီမှာ8ရက်9ရက်ပေါင်းမယ်3မှာ3 8ပတ်တိက2ရက်တွင်ဂါမကျော်ဆိုတော့ဒီမှာ8တီ3တွေလာဆင်းပါတယ်ဗျာနော်ပိရက်2ရက်ရှိတာတော့မှလာပြီးဆင်းပေးပါတယ်ဗျအဲ့တော့3ည6ပေါင်းနဲ့6တစ်ပတ်တိကတဲ့ဂါမကျော်2ရက်တွင်မှာဆိုတော့ဒီမှာ3ရက်မြတ်မှာဗုဒ္ဓဘုနေ့မှာလာဆင်းပေးပါတယ်ဗျအဲ့တော့ဒီမှာကျွန်တော်ယူတဲ့နေ့ကနော်ကြတာပရိထိတ်တီးပြနော်မနက်ထိန်ညနေထိတ်ကိုလှမ်းပေါင်းတာဗျနော်4ရက်9ရက်ပေါင်း3 3 8က2ရက်တွင်းဂါမကျော်ဆိုတော့ဒီမှာ3 8တီဆင်းပေးပါတယ်ဗျာနော်3 8တီဆင်းပေးပါတယ်9ရက်9ရက်ပေါင်းနဲ့8ပါ8 3ကဂါမကျော်ဆိုတော့3 3ဆင်းပေးပါတယ်ဗျ8လည်းဆင်းပေးပါတယ်ဗျအဲ့တော့4ခွန်ပေါင်းတော့1 6ကပတိကဒီမှာဂါမကျော်ဆိုတော့1 6လေးဆင်းပေးပါတယ်ဗျာနော်အဲ့ပုံစံမျိုးပဲ2ရက်1ရက်ပေါင်းမယ်2ရက်1ရက်ပေါင်းတဲ့3 8 3 8က2ရက်တွင်းဂါမကျော်ဆိုတော့3 8တီဆင်းပေးပါတယ်ပြက်ပဲမရှိပါဘူးနည်းနည်းလေးရက်ကလေးကွာလာလေးပဲရှိပါမယ်8ရက်3ရက်ပေါင်းတော့1ပါ16ပတ်တိကဂါမကျော်ဆိုတော့1 6လေးဆင်းပေးပါတယ်ဗျာနော်အဲ့တော့3ရက်2ရက်ပေါင်းတဲ့9 3ညပတ်တိကဂါမကျော်ဆိုတော့ဒီမှာ3ညခွန်ဆိုပြီးတော့9 3ညလေးဆင်းပေးပါတယ်ဗျာနော်ဂါမကျော်ဆင်းပေးပါတယ်အဲ့တော့ဒီမှာတစ်ချက်ကြည့်ပေးပါ3ညရဲ့3ရက်ပေါင်းတော့3 8ပတ်တိကဂါမကျော်ဆိုတော့ဒီမှာတနင်္လာနေ့မှာ9 8တီ8 6လေးဆင်းပေးပါတယ်ဗျ3ည3ဆိုဆင်းပါတယ်အဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်အတွက်ကိုဂါမကျော်ကခွန်လေးမနက်ပိုင်းထွက်ထားတယ်ဗျာနော်ဇတာပရိမနက်မှာညနေမှာ3ခုဆိုတော့ခွန်ရဲ့3ရက်ပေါင်းတော့3ညပါဗျ3ညဆိုတော့9 3ညပတိကဂါမကျော်မှာရှိပါတယ်ဗျာနော်အဲ့တော့ပတိကြိုက်တဲ့မျိုးတွေ9 3ညပတိဖူးမကျော်လုံးဝရှိပြီးသားပါဗျာနော်အဲ့တော့မူရကဦးထီလဲရောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြောပေးခြင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ပြပေးလိုက်တဲ့ပတိတွေကြိုက်တဲ့ဆိုရင်အမျိုးတွေပတိလုံးပိုင်1ချင်းအနေနဲ့ကြိုက်ရတဲ့ကတ်ထိုးလို့လည်းရပါတယ်အဲ့အတွက်ကြောင့်မလို့9 3ညကစောဆင်းလာမယ်ဆိုတာကိုမျိုးတွေပြလိုက်ခြင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ကိုလက်ဗျာနော်